အသက်နဲ့ရင်ပြီးလီဘာနီးနေရတဲ့ကာသမားလေးတွေဘဝကတကယ်ရင်ကြတနာစရာကောင်းပါတယ်။မိသားစုစားရနေရဲ့အတွက်စားချိန်မမှန်အိတ်ချိန်မမှန်ညညမကွဲပြားပဲကားမောင်းနေရတဲ့ကာသမားလေးတွေဘဝကမသားနာပေမဲ့ခံနာပါတယ်ဗျာ။